လူဆိုတာတူတယောက်တည်းရက်တည်တဲ့သရဝါမဟုတ်တော့လေလူအချင်းချင်းပွတ်တိုက်မှုတွေရှိနေကြမှာပါပဲဝေါ်ခြင်းဆိုတာမရှိမဖြစ်တဲ့အရာတစ်ခုလိုပဲဆိုရမှာပါအဲ့ဒီဝေါ်ခြင်းနဲ့ဆက်ဆံရတဲ့အခါကောင်းသူဆိုးသူဆိုတာတွေလည်းရှိနေပြန်မှာပဲအဲ့ဒီလိုလူတွေထဲမှာဘဝမှာမမေ့စရာလူတွေမမေ့ရမယ့်လူတွေအများပြားရှိနေလိမ့်မယ်အဲ့ဒီထဲကမှမမေ့သင့်မမေ့တိုက်တဲ့လူတချို့ဆိုတာရှိတယ်ဘယ်လိုလူတွေလဲဘယ်လိုပုံစံနဲ့မမေ့ရမှာလဲဆိုတာပြောချင်ပါတယ်နံပါတ်1ကိုယ့်ဘဝကိုဆင်းရဲဒုက္ခတွေကလွတ်မြောက်အောင်ကူညီကယ်တင်ပေးဖို့သူတွေကိုကိုယ့်ဘဝမှာဘယ်တော့မှမမေ့ပါနဲ့ကယ်တင်ရှင်ကိုမေ့ရင်ဝန်းကျင်ကကျေးဇူးကမ်းသူကျေးဇူးတရားမသိတတ်သူလို့သတ်မှတ်ခံရပြီးတော့ဝန်းကျင်ရဲ့လေးစားတန်ဖိုးထားမှုတွေကျသွားလိမ့်မယ်နံပါတ်2ကိုဒုက္ခရောက်နေတဲ့အချိန်ကူညီဖေးမပေးသူတွေကိုလည်းဘယ်တော့မှမမေ့ပါနဲ့အဆင်ပြေသွားလို့ကိုကမေ့သွားတဲ့အခါကိုဘယ်လိုလူဆိုတာဝန်းကျင်ကသိပြီးတော့ဝန်းကျင်ရဲ့ဖေးမကူညီမှုကိုနောင်ရဖို့ခက်ခဲလိမ့်မယ်နံပါတ်3ကိုဆင်းရဲဒုက္ခရောက်နေတဲ့အချိန်လက်တွဲဖြုတ်ပြလိုက်တဲ့သူတွေကိုလည်းမမေ့ပါနဲ့နောင်အခါမှာကိုပေါင်းသင်းတဲ့လူနဲ့မပေါင်းသင်းတဲ့သူတွေကိုသူတို့ကတင်ပြပြီးသွားတာဖြစ်တယ်သူတို့ဟာလည်းကိုယ့်ဘဝအတွက်တော့အကောင်းဆုံးသင်ခန်းစာတင်ပြပေးသွားတဲ့ဆရာတွေပါပဲနံပါတ်4ကိုဆင်းရဲဒုက္ခရောက်နေတဲ့အချိန်ကိုယ့်နောက်ကျောကိုအနီးကဓာတ်နဲ့ထိုးသွားတဲ့သူမျိုးကိုလည်းမမေ့ပါနဲ့သူတို့ဟာလည်းကိုယ့်ဘဝအတွက်အမြဲတမ်းရှိနေဖို့ယုံကြည်မှုတွေမလွယ်ဖို့အကောင်းဆုံးသင်ခန်းစာပေးသွားသူတွေပဲဖြစ်တယ်နံပါတ်5ကိုယ့်အရေးကိုလားခိုပြီးတော့ကိုယ်ကိုင်းကိုချိုးဖဲ့သွားသူတွေကလည်းမမေ့ပါနဲ့ဒီလူတွေအားလုံးဟာကိုယ့်ဘဝအနာဂတ်မှာဒဏ်ရာတွေမရအောင်နေတတ်ထိုင်တတ်အောင်အနီးကသင်ပြပေးသွားတဲ့သူတွေလို့သဘောထားပြီးတော့မမေ့ပါနဲ့ဘယ်လိုမမေ့ရမှာလဲမမေ့နဲ့ဆိုတာမကျေနပ်စိတ်တွေအမုန်းအာဃာတတွေနဲ့မမေ့ဖို့တော့မဟုတ်ဘူးသူတို့ကိုအမုန်းတွေအာဃာတတွေထားနေရင်ကိုယ့်ရင်ထဲမှာရှိနေကိုယ့်ဘဝဟာသူတို့ကတတ်တာမဟုတ်တော့ဘူးကိုယ့်ဘဝကိုကိုယ်တိုင်တတ်နေတာဖြစ်လိမ့်သူတို့ပေးတဲ့ဆင်းရဲဒုက္ခတဲ့ကိုယ်တိုင်မွေးယူတဲ့ဆင်းရဲဒုက္ခတွေဖြစ်နေလိမ့်မယ်မမေ့နဲ့ဆိုတာမေ့မပြစ်စေချင်တာရဲ့အဓိကကတော့အပမာတော့အမတန်ပဒံမမေ့မလျော့တတိရှိနေခြင်းဟာဘဝမှာမတည်ခြင်းရဲ့အကြောင်းလို့ဆိုတယ်ဒီစကားလေးကိုဒီနေရာမှာယူသုံးရရင်တော့ဘဝမှာအမြဲတတိရှိနေခြင်းဟာ